မကိုဟိုကောင်နေလို့သဘောထားပြီးပြေနင်တို့ခဏလေးနဲ့ပြစ်တက်သွားလိမ့်မယ်နိုင်ငံတကာထောက်ပို့တွေကလည်းမင်းသမီးကြောင့်ထောက်ပံ့နေရဲဆိုတာဖွေးတွေကသိတယ်လေဒီဇာတ်ကားထဲမှာကျွန်တော်တရုတ်ဆောင်တဲ့ဒီပိုးကြီးစောခူဝါဆိုတာကကျွန်တော်တို့ ice can မှာနေတော့ကကျွန်တော်တို့ ਨੇ ညီကိုလိုပါပဲတူတူအိတ်တူတူစားတူတူခီးတွေတွားတူတူတောက်ကြအဲ့လိုမျိုးနေခဲ့တဲ့သူပါဆိုတော့ဟိုကျွန်တော်တို့ဒီဇာတ်ကားမှာအဲ့နေရာတရုတ်ဆောင်မယ်ဆိုတော့သူနဲ့ရင်းနှီးရှိခဲ့ဘူးတဲ့အတွက်ကျွန်တော်အများကြီးအထောက်အကူဖြစ်ပါတယ်ဗျဟုတ်ကျွန်တော်ထူးတလေဟိုစူးစမ်းနေစီရမလို့ပေါ့နော်ဟုတ်သူမြင်အောင်ပြီးတော့ပဲကျွန်တော်တရုတ်ဆောင်ရတာဖြစ်ပါတယ်သူလည်းသတိရပါတယ်ဒါအပြင်မှာလည်းတကယ်ကြုံခဲ့ရတဲ့အဖြစ်အပျက်ကိုရိုက်ကူးထားတာပေါ့နော်ဟိုကျွန်တော်နဲ့ထားထက်နေကပထမတယောက်စကန်တစ်ခုစီမှာနေကြစဉ်ကတည်းကပေါ့နော်မဲဆောက်မှာကျွန်တော်တို့အစီအဝေးတစ်ခုတွိုင်းနေအိမ်မှာလည်းစုံမှုပါတယ်နောက်ကြတော့အခုဒီဇကားကိုဒီဇကားထဲမှာပါတဲ့စကန်ကတော့ကျွန်တော်ရဲ့ director ကိုပေါ့ရဲ့ဒီဇကားကိုရိုက်ကူးတဲ့ director တိခစ်နေရဲ့ရောက်နေပြီးတော့ကျွန်တော်တို့ဒီလေး channel ဆိုပြီးတော့လုပ်နေကြတဲ့အချိန်ပေါ့နော်အဲ့ချိန်မှာထားထက်တို့လည်းရောက်လာပါတယ်ဆိုတော့ဒီဇကားကိုရိုက်ရင်းနဲ့ဆိုရင်ကျွန်တော်အရင်တော့ကအဲ့စကန်မှာနေခဲ့တဲ့ရဲဝဲဟောင်းတွေကိုသတိရတယ်နောက်ပြီးတော့ကျွန်တော်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်ပြီးတော့သတိရစေတယ်ပြီးတော့အဲ့တော့ခံစားခဲ့ရတဲ့ခံစားချက်တွေအတိုင်းပြန်ပြီးတော့ဖြစ်လာတယ်ပေါ့နော်မြေပြင်မှာတကယ်တိုက်နေကြတဲ့ရဲဘော်တွေအားလုံးကျွန်တော်အများကြီးလေးစားပါတယ်ကျွန်တော်အနေနဲ့ကျွန်တော်တို့ဒီစိတ်ကောဒီလူကျမ်းမာရေးအနေထားရောနဲ့ကကျွန်တော်တို့မြေပြင်မှာတိုက်ပွဲမှာမို့ဆိုတာမဖြစ်နိုင်ပါဘူးသို့တော့ဟိုဒီရဲဘော်တွေနဲ့အတူတူကျွန်တော်တို့ဒီတော်လိုင်းရေးကိုတက်နိုင်တဲ့နေရာကနေပြီးတော့မရက်မနာနောက်မဆုတ်ဘူးကိုနိုင်တဲ့တာဝန်တွေကိုဆက်ပြီးတော့ထမ်းနေအောင်မယ်ဆိုတာကိုအားလုံးသိအောင်ကျွန်တော်ပြောပြချင်ပါတယ်ဗျာအားလုံးထူပဲကျေးဇူးတင်ပါတယ်ဗျာ